AVA 1940 Season 2အခန်း9မကြမီနောက်မှမြင်းစည်းကလည်းသူတို့ကိုမိလာ၏မြင်းပေါ်တွင်သူရိန်စောနှင့်ငကတ်သူတို့လိုက်လာကြသည်လားကိုသူရိန်ဒီဘက်ထိတော့မလိုက်လာတော့ဘူးပြန်လှည့်သွားကြပြီနားလဲဟိုလူတန်းရအခြေအနေဘလို့လဲငလေကသွေးများကိုရေပြည့်စေကြော်ရင်ညင်းညူနေ၏အကုန်လုံးနေမဝင်ချောင်းဝါကိုရောက်မှဖြစ်မယ်နားလဲသူ့ကိုသွေးတဲ့အောင်ခဏလုံထားပြီးဟိုမှာကြည်တံကိုခွဲထုတ်ကြတာဟောငကတ်ကမြင်းကုန်းကြီးပေါ်တွင်ပါလာသောဆေးရွက်တချို့ကိုယူကာဝါလိုက်သည်ထို့နောက်ငလေကြီးပေါင်မဒဏ်ရာပေါ်သို့ဆေးရွက်ကိုအုံကာအဝိဇ္ဇဖြင့်စီးပေးလိုက်၏နားလေမြင်းဒီလူကိုပေးစီလိုက်ငကတ်ကသူ့ကိုစောင့်ကြည့်ပြီးဖြည်းဖြည်းချင်းခေါ်လာခဲ့နားလဲတဲ့အကိုကမြင်းတစည်းရဲ့စီးပြီးချောင်းဝါကိုရောက်သွားမယ်ဟိုမှာဒိုးလူတွေစောင့်နေရောမယ်စိတ်ကြပါဘိုးမင်းတို့အရင်သွားနေကြပါငါဒီလူနာကိုခေါ်ပြီးဖြည်းဖြည်းချင်းလိုက်လာပါမယ်ငလေရှင်းကိုရှင်ဂယူးဆိုင်တော့ကျမတို့သွားနေမယ်နားလဲကမြင်းမော်တို့တက်ခါသူရိန်စော၏ရှေ့တွင်ခွာထိုင်လိုက်သည်သူရိန်စောကဇက်ကျိုးကိုစောင့်ဆွဲလိုက်ရာနားလဲ၏ခန္ဓာကိုယ်ကလေးမှာသူရိန်စော၏ရင်ဝင်နဲ့ညိတ်ငနဲ့ပါသွားတော့၏ချောင်းကွာရွာအရှိဘက်ရှိဘုံကြီးเจ้าမှာကျောင်းနိုင်သည်ဘိုမင်းသူရိန်စော၏အကိုကြီးတော်ဆက်သူဖြစ်သည်အင်းဝါနှင့်ဟန်တာရီစစ်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကလေးကပုံကန်ရန်တာဆူနေကြသည့်ကွေတို့သည်ဟန်တာရီနှင့်မဟာမိတ်ဖြစ်၍ကြံစီခဲ့သည်ဟန်တာရီတွင်ရှင်ပြန်ဖြစ်နေသည့်စင်ကြားရှင်တမိန်တော်မှာကွေသွေးတဝက်ပါသည်တာလာခေါ်ကြလာဖြစ်သည့်အတွက်ကုံနေအနေဖြင့်လူမျိုးတူချင်းသွေးစည်းရန်ရည်ရွယ်ချက်ထားရှိခဲ့သည်ကွေတို့မှာမရယာမုံတို့နှင့်တညီတညွတ်တည်းစီယုံနိုင်ခဲ့ပြီဖြစ်သည်ဖြင့်ဟန်တာရီနှင့်ပူးပေါင်းကအင်းဝကိုတိုက်ခိုက်ရန်အသင့်ဖြစ်နေကြပြီဖြစ်သည်ထို့ကြောင့်ကုံနေသည်စင်ကြားရှင်တမိန်တော်တန်သို့သူ၏အားကိုးရသောရောက်ပါဖြစ်သူသူရိန်စောနှမဖြစ်သူနာလဲကွေတို့၏အားထားရသောစစ်ဘက်ခေါင်းဆောင်ငကတ်တို့အားမဟာမိတ်ပြုကြောင်းတဝင်လာနှင့်အတူဟန်တာဝရီသို့ဆေလွတ်ခဲ့ခြင်းဖြစ်သည်တစ်ချိန်ကနာလဲကိုလိုက်ရှာခဲ့သောတမိန်ထောနှင့်ငကတ်သည်ဟန်တာဝရီမှလူစားထံရောက်ခဲ့ကြသည်စင်ဝင်ဥအောင်လှနှင့်လည်းတိရှိခဲ့ကြသည်ယခုအခါစင်ဝင်ဥအောင်လှသည်စင်ကြားရှင်၏ရောက်ခမှာအမတ်ချုပ်ကြီးဖြစ်နေပြီဖြစ်သည်ဖြင့်ဟန်တာဝရီနှင့်မရယာအုပ်ဖို့ကွေတို့ပူပေါင်းရေးမှာအလားအလာကောင်းလျက်ရှိ၏သူတို့သည်အင်းဝသို့ကွေးပတ်ကဟန်တာဝရီနယ်ဆက်တောင်ငူမြို့သို့ဦးတည်လာနေခြင်းဖြစ်သည်လန်တနေရာတွင်မထင်မှတ်ပဲဟန်တာဝရီတက်နှင့်တိုးသည်ဖြင့်ပုံအောင်ကအခြေအနေကိုစောင့်ဆိုင်နေစဉ်အမတ်မထင်ငလေးကိုတွေးရှိခဲ့ကြပြီးဝင်ရောက်ကယ်ဆယ်လိုက်ခြင်းဖြစ်သည်ဖုံးဝင်းကျောင်းအနောက်ဘက်ရှိအဆောင်ပေါ်တွင်ငလေးကတဟီဟီညင်းညူနေသည်ပေါင်တွင်ဝင်နေသောခဲလုံးကြည်စံကိုခွဲထုတ်ခဲ့ပြီဖြစ်သည်အနာရှိန်ဖြင့်အဖျားတက်နေသောငလေးဘေးတွင်သူရိန်စောနှင့်နားလဲတို့ထိုင်နေကြသည်ငကတ်မှာဖုံးဝင်းကျောင်းဝင်းတွင်ကပ္ပိယကြီးဖိုးယုံတွင်စကားကောင်းလျက်သူ့ကိုဘယ်နဲ့လောက်ကြမလဲနားလဲအကိုတို့ခီးကလည်းရှိသေးတယ်ကွယ်အကိုတခါပြောဘူးလေဟန်တာရီကလူစားအိမ်မှာသူ့မယားကောင်မလေးကိုတွေးခဲ့တယ်ဆိုဟုတ်တယ်သူ့ကိုပါဟန်တာရီကိုခေါ်သွားခြင်းနဲ့ဖြစ်ပါမလားအကိုတို့ကဟန်တာရီတဲကိုခိုးဝင်မှာနော်အင်းဝတက်တွေလမ်းမှာဖမ်းမိနိုင်တယ်လို့ဟိုရောက်ရင်လည်းလီဇာတို့နဲ့မတွေ့ခင်အထိဟန်တာရီတက်တွေကဘလို့ဆက်ဆံမယ်မသိသေးဘူးအကိုပဲပြောတယ်လေလူစားစီမှာအဲ့ဒီကောင်မလေးကိုတွေးတဲ့တုန်းကသူ့ယောက်ျားအကြောင်းကိုကြားတော့အတော်လေးစိတ်လှုပ်ရှားနေတယ်ဆိုဟုတ်တယ်ကောင်မလေးနာမည်ကမဲဘူးဟုတ်တယ်မဲဘူးဗမာလဲဗျမဲဘူးသူဒီကိုလာတာလားစောင်းုံထဲမှာငလေးကခေအောင်ကရမ်းပြေထားပြောသည်မဟုတ်ပါဘူးငလေးရှင်းမိမဟန်တာဝရီမှာပါဗျာသူဟန်တာဝရီမှာလားဟုတ်တယ်ကျမတို့အခုဟန်တာဝရီကိုသွားကြမှာရှင်သူနဲ့တွေ့ကျင်လားငလေးကစောင်းုံကိုဖယ်ခွာလိုက်သည်ငလေးကြောက်ပေါက်ရအပြည့်မျက်နာကစီမီခွက်ရောင်အောက်တွင်ပုံမအကြီးတန်းနေ၏သူတကယ်ဟန်တာဝရီမှာလားဟုတ်တယ်ဒီကသူရိန်စောတို့တခါဟန်တာဝရီကိုရောက်တော့သူ့ကိုတွေးခဲ့တယ်ထိုအခါမှငလေးကသူရိန်စောကိုတေးချကြည့်လိုက်သည်ခမညာဟိုးတခါကထောင်နားလဲကိုလာရှာတဲ့လူဟုတ်တယ်ငလေးခမညာကျေးဇူးနဲ့ကျုပ်တို့လူစားရှိတဲ့ဟန်တာဝရီကိုရောက်ခဲ့ကြတယ်နားလဲကိုတော့မတွေးခဲ့ပါဘူးလူစားနဲ့အတူခမညာရဲ့မိန်းမမဲဘူးကိုတွေးခဲ့တယ်သူနောက်အိမ်အောင်များပြုတ်လိုက်ပြီလားဗျာပြုတ်လောက်ပါပြီကျုပ်သွားတော့အထီတော့လူစားအိမ်မှာပါပဲအိမ်အောင်လဲပြုတ်ဖို့မပေါ်ပါဘူးခမည်းနာမည်ကိုပြောတော့သူအတော်လေးကိုထိထိခိုက်ခိုက်ဖြစ်သွားရှာတယ်ဗျသူဘလို့နေသေးလဲဗျသူအဆင်ပြေရှိရလားသူဘလို့ပုံစံဖြစ်နေလဲသူရိန်စောရောနားလဲပါရဲလိုက်ကြသည်ကဲကိုသူရိန်ဘဲနဲ့လဲသူခေါ်သွားမှဖြစ်တော်မယ်
ခမရဒီလောက်သိကျင်လေကျုပ်တို့နဲ့ဟန်တာရီကိုလိုက်ခဲ့ပေါ့ဗျာအင်းဝနဲ့ဟန်တာရီကစစ်ဖြစ်နေတာမဟုတ်လားခမရတို့ကဘာလို့အဲ့ဒီကိုတွားကြမှာလဲရှင်လိုက်မယ်ဆိုလိုက်ခဲ့နိုင်တယ်စကားတွေအများကြီးတော့ကျမတို့ကိုမမေးနဲ့ဟုတ်ပြီလားနားလေကိုွေးပါလေငလေကစီမီခွက်ကိုယူကသူ့မျက်နှာနာကတ်လိုက်သည်ကျုပ်ရုပ်ကအတော်ဆိုးသွားပြီလားဗျနားလဲကခေါင်းကုပ်လိုက်သည်ကျုပ်ရဲ့ဒီယုတ်ကြီးကိုတွေ့ရင် तू မှတ်မိပါမလားကြောက်များကြောက်နေမလားသူရိန်စောကငလိလက်ထဲမှာစီမီကွက်ကိုယူလိုက်သည်ဟေ့လူကျုပ်မိမနာခမားမျက်နှာကြီးကိုကပ်ပြမနေနဲ့ဗျတော့ကြကလေးမွေးခမားပုံကြီးထွက်လာနေဦးမယ်နားလဲကတခစ်ခစ်ရဲ့သည်ငလေကငိုမဲမဲ့ဖြစ်ကျုပ်တို့လင်မယားမှာဒီလိုဒုက္ခတွေကြုံတွေ့ရတယ်ဗျာမဲဘူးရေငါအတုံးမကြတာပါကွာငါအတုံးမကြတာငါကြောင့်မင်းရောငါပါဒီလိုဖြစ်ကြရတာသူရိန်စောကစိတ်မကောင်းဖြစ်သွားပြီးငလေးဤပခုံးကိုဖတ်လိုက်သည်ကဲကိုလူအလကားဆတာပါဗျာခမားရုပ်ကအရန်ကြီးလဲမပြတ်သွားပါဘူးဟိုရောက်ရင်တော့မဲဘူးကခမားကိုလည်းတွေးကျင်ရှာမှာပါလိုက်တာလိုက်ခဲ့အခုတော့ခမားအနာကတတ်တာသေးတာမဟုတ်ဘူးနားလိုက်အောင်ဟန်တာရီပြည့်ရင်စင်ကြားရှင်တမိန်တော်ဗုဒ္ဓဂိတ်တီထံဖွားတော်အောင်လေးမြတ်စွာရှောက်ထားပါသည်ဖေဟာဖျားကျွန်တော်မျိုးကုံတဲ့အိမ်မှာအုပ်ဖို့မရယာရှိကွေမုံတို့ဟာစီယုံစူစည်းလျက်အင်းဝါကိုစစ်ဘက်ပြုတ်ရန်အစဉ်အသင့်ဖြစ်နေခဲ့ပါပြီအင်းဝါဤအခြေအနေမှာလည်းအဖက်ဖက်မှရုပ်ရော့အားနေနေသည်မှာကိုတော်မြတ်အသည့်ဖြစ်ပါသည်ဟန်တာရီတက်တော်များအင်းဝမျိုးတကားတိုင်ပေါရောက်ခဲ့သည်ကိုလည်းကျွန်တော်မျိုးတို့အသည့်ဖြစ်ပါသည်နောက်တစ်ချိန်အင်းဝနှင့်စစ်ဘက်ပြုတ်သည့်အခါကိုတော်မြတ်တို့ဟန်တာရီကအောင်ကျွန်တော်မျိုးတို့အုပ်ဖို့မရယာကွေမုံအုပ်စုများကအထက်ညီညာညာကိုညံ့တိုက်ကြတော့အင်းဝကိုအလိုတော်ပြည့်ပါကအရှင်မင်းတရားလဲအောက်ဟန်တာရီကိုအခြေပြုလျက်အုတ်ချုပ်မင်းလုပ်ပြီးလက်အောက်ခံမင်းအဖြစ်ကျွန်တော်မျိုးကုံတဲ့အိမ်ကိုအင်းဝတွင်အကြီးအမူပြုလျက်ထားရှိပါကအင်းဝကျော်စဉ်ကြောက်စဲကိုးကြိုင်မကမောရှမ်းပြည်တလွားအထိစိုးမိုးပြီးအခွန်အထုတ်စင်မင်းဘိုးဘွားများဆက်တာကဘရင်ချေတော်ရင်ကြုံရင်ဖြစ်ခါသားပါမည်အရှင်မင်းမြတ်နဲ့ကျွန်တော်မျိုးကုညီနောင်နှစ်ပါးညီညွတ်ကြပါကမြစ်စင်တလျှောက်အဘယ်အင်အားမှတောက်ခံနိုင်မည်မဟုတ်ပါအမိန်တော်မြတ်သဘောထားကိုတနာမီကာလအထိတန်တမန်များကဟန်တာရီရွှေပြည်တွင်နေကြပါလိမ့်မည်ကုံနဲ့အေးဟာတဝင်လွာကိုလက်ကကင်ပြီးတမိန်တော်ကအားရပါရရဲလိုက်သည်ဒီတဝင်လွာဘဲကနေရလာတာလေအမတ်ကြီးပညာတလားတောင်ငူမျိုးဆောင်တက်ကဖမ်းဆီးရမိတဲ့ကိုယ်တန်တမန်တွေစီကနေပါလာတဲ့တဝင်လွာပါကုံနဲ့အေးနဲ့အင်းဝကိုထောင်ထားနေတယ်ဆိုတဲ့အုပ်ဘိုကတပုံကောင်းဆောင်ထင်ရဲ့မှန်ပါအုပ်ဘိုကွင်များနဲ့မရယာမောများညီညွတ်ပြီးအခိုင်အမာအလုံးရင်းဖြင့်အထက်ဘက်တွင်ရှိနေကြကြောင်းပါအမတ်ကြီးကဒီတဝင်လွာကိုဖတ်ပြီးပြီလားပြည့်ရွှင်မင်းတို့စီပါတဲ့တဝင်လွာမှုကျွန်တော်မျိုးတို့မှာအူအဖျားမဖတ်ဝင်ပါကျုပ်ကပြည့်ရှင်မင်းဆိုတာတော့တည်သေးတယ်ပေါ့ဖတ်ကြည့်စီဗျာဖတ်ကြည့်စီတမိန်တော်ဤထင်းငေါ်သောအတန်ကြောင့်ဗညာတလဥအောင်လာမှာအနှဲငယ်အောင်တသက်ဖြစ်သွားသည်ညီလာခံတွင်ရှိနေသောမူးမတ်များကလည်းတမတ်ရှင်ဘီရင်နှင့်ရောက်ခမအမတ်ချုပ်တို့၏အခြေအနေကိုငြိမ်သက်စွာအကဲခတ်နေကြ၏ဥအောင်လာကတဝင်းလွာကိုဖတ်ကြည့်လိုက်သည်ကဲဘဲနဲ့ရှိသာအမတ်ကြီးအထောက်ထားချားနာနေတဲ့တပုံအစင်းကဟန်တာရီပြည့်ရှင်ကိုကိုညီနောင်နဲ့အင်းဝကိုလိုတော်ပြည့်ရင်သူကကူတိုက်ပေးမယ်သူ့အင်းဝဘယင်ကမင်းခန့်အပ်ပါဘောအတော်ရဲနေတဲ့ကုံနေငယ်ပဲရင်းရတဲ့သင်းတဲ့ဒီစာကိုငါကိုရောစီပါဝင်ကြတယ်မောင်မင်းတို့ကိုလည်းအံ့ဩပါရဲ့ဘာလဲအမတ်ချုပ်ကြီးကငါကိုရောကိုဒီတောသားတပုံကွေတွေနဲ့တမျိုးနဲ့တဆွေတဲ့ဆိုတဲ့သဘောထားများနဲ့ဒီသွင်းတော်ကိုယူလာရသလားရှောက်တင်စမ်းပါဥအောင်လာဤလက်တို့တုံရင်နေသည်မဟုတ်ရပါဖေဟာအင်းဝနန်းတော်မှာယိုရင်းနေပြီမှန်ပါတော့လေသူဤလက်ကျန်လူအင်အားစစ်အင်အားစစ်တီကောင်းများရှိနေသေးသည်မှာပြီးခဲ့သည့်တိုက်ပွဲကတက်တည်ခံနေပါတယ်အခုလိုအချိန်မှာရန်သူကိုဒုက္ခပေးနိုင်မဲ့ဘယ်အင်အားစုကိုမဆိုမဟာမိတ်ပြူထားပြီးအရေးတာမှတင့်တယ်လို့စီမံဖို့ရာတင်လျှောက်ဆက်တရခြင်းဖြစ်ပါတယ်အခြားမည်သည့်ရည်ရွယ်ချက်မှမရှိပါတမိန်တော်ဗုဒ္ဓဂိတိကဥအောင်လာကိုစူးစူးဆဲဆဲကြည်နေသည်အံကိုကြိတ်ထား၏မောင်မင်းဆောင်မောင်မင်းပြန်ယူသွားရာဇသန်ဆိုတာဧကရစ်မင်းအသွေးချင်းသာအပေးယူလောက်ရတဲ့ကိစ္စမျိုးမတန်မရာတွေငါစီခေါ်မလာနဲ့
တမိန်ထောကညီလာခံတွင်ထထွက်သွားသည်အမတ်စစ်သူကြီးများမှာတိတ်ဆိတ်လျက်ကြံရည်၏ထိတ်ဆုံးမှာအမတ်ကြီးဗညာတလဘွဲ့ခံဥအောင်လမှာနန်းတော်ကျမ်းမြင်ကိုသာအချိန်ကြာကြီးစိုက်ကြည့်နေတော့သည်သူရင်စောနာလေငကက်နှင့်ငလေတို့အားတောင်ဦးမြို့အနီးတွင်ဟန်သာဝတီတပ်များကဖမ်းမိခဲ့သည်ဟန်သာဝတီရှိအမတ်ချုပ်ကြီးဗညာတလာကုံတယ်ကြီးဂရီဇာတို့နှင့်ဆက်သွယ်ရန်လာရောက်သည်ဆိုသည့်သတင်းစကားအရတောင်ဦးတို့ဗညာတလာ၏ညီဥအောင်မြကိုယ်တိုင်တွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ရီဇာ၏အိမ်မော်တို့သူရင်စောနာလဲနှင့်ငကက်တို့တက်လာကြသည်ရီဇာကသူတို့အတွက်ထမင်းဝိုင်းကြီးစီစဉ်ထား၏နောက်ဆုံးမှတက်လာသောငလေကခမောက်ကြီးတစ်လုံးစောင်းကမျက်နာကိုကွယ်ထားသည်မဲဘူးကဧည့်သည်များအတွက်ထမင်းများကိုချပေးရန်အစီကံအချို့ကိုခိုင်းစေနေသည်ရီဇာနာလဲအမျိုးသမီးနှုတ်ကတယောက်နဲ့တယောက်တင်းတင်းကြပ်ကြပ်ဖတ်လိုက်ကြ၏တတိယနေတာဒီခြေထောက်ကအနာရွတ်တွေမြင်နိုင်မောအင်းဝအချင်းတော်အတွင်းတွင်ရှိခဲ့ကြသောတန်ခြေချင်းဒဏ်ရာများကိုတယောက်နဲ့တယောက်ပြန်လှန်ပြရင်ရေမောနေကြသည်ကဲရှင်တို့ရောမောလာပန်းလာကြတယ်ဆိုတော့တကွက်တပလားတောက်ကြအောင်ပါလားရီဇာကသူရင်စောတို့ဘက်ကိုမင်းငေါ်လိုက်၏ရီဇာဒိုထဲမှာအထူးခေါ်လာတဲ့ဧည့်သည်တယောက်ပါတယ်သူရင်စောကပြုံးစားစားဖြင့်ပြောလိုက်သည်ရီဇာကမျက်မှောင်ကျုပ်လိုက်၏ဝါကမောက်ကြီးကိုစောင်းလျက်တင်တိုင်းဖဖကြီးကိုဝေထားသောလူကိုတစ်ချက်ကြည့်ကရီဇာရင်နဲ့လိုက်ခနဲ့သူမောင်ရင်းကတော်များလားဟင်နားလေသူငတုံမဟုတ်လားနားလဲကလူစား၏လက်ကိုခတ်တင်းတင်းစုပ်ကန်လိုက်၏သူရိန်စောကနားမလဲသူတို့ကြည်နေသည်မဟုတ်ဘူးလူစားငတုံမဟုတ်ဘူးဒါနဲ့မဲဘူးဆိုတာဘာတူလဲလူစားကခိတ္တမြကြောက်နေ၏ထို့နောက်တစုံတရာကိုတွေးမိသွား၏မဲဘူးလူစား၏အတန်ကြောင့်မဲဘူးကဟင်းညိုခတ်နေရမှအလံတကြားထွက်ပြေးလာသည်လူစားကငလေးထံသို့ခွတ်တွတ်ရှောက်သွားကခမောက်ကိုဆွဲလန့်လိုက်တော့၏ရုတ်တရက်မြင်လိုက်ရသောမျက်နှာကြောင့်လူစားပင်နောက်တလန်းဆုတ်သွား၏ကိုရင်ငလေးမဲဘူးကလူစားကိုကြော်ကငလေးကိုပြေးဖက်လိုက်၏ငလေးမှာစကားပင်မပြောနိုင်မဲဘူးကငလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးရှာကြီးတငင်ငင်ငိုနေတော့သည်မဲဘူးနင်ငါ့ကိုမှတ်မိတယ်ဗောကိုရင်ဘာတွေဘလို့ဖြစ်ခဲ့လို့ဘလို့ပဲရုပ်တွေပြောင်းလဲသွားကိုရင်မျက်လုံးတွေကိုမဲဘူးဘယ်မေ့မှာလဲလူစားကထမင်းစပယ်ဝေးရှိခုံတွင်ထိုင်ချလိုက်သည်နားလဲကလူစားကိုကြည့်နေ၏ကျမတော့အတော်ခံစားလိုက်ရတယ်ဒီညာဘရန်နီတောက်မှဖြစ်တော့မယ်နားလဲရှင်လည်းအတူတူတောက်မယ်မဟုတ်လားဘရန်နီဆိုတာဘာလဲလူစားအရက်ပေါ့ဟိုးပင်လယ်ကူးသင်းမောတွေကနေပါလာတဲ့အရက်ပေါ့အော်ငါတို့ကွေးတွေကတော့တိုးတက်မှုဓာတ်ရည်လို့ဗမာလိုအတိတ်ပဲနဲ့ခေါ်တယ်လူစားဒါနဲ့ငတွန်းဆိုတာထောင်ထဲမှာတော့ရှင်းအတွက်အမြဲတမ်းဂယူးဆိုင်နေတဲ့တယောက်မဟုတ်လားအခုမပြောပြရစီနဲ့လားသူတို့ကြည်နူးလာလေးတွေကိုကြည့်ရင်မူရီတာပွားကြတာပေါ့ငတွန်းအကြောင်းကတော့တိုးတက်မှုဓာတ်ရည်နဲ့ပြောမှကောင်းမှနားလေထို့အချိန်တွင်တဘုံမုတ်တံများနှင့်အတူစစ်တီတော်များချမ်းရံလာသောဝေါ်ရင်တစည်းကလူစားအိမ်ရှိမှဖြတ်သွားသည်အနောက်တွင်လည်းကုန်းတော်ကရန်ရွေတော်များအပြိုတော်များပါသွားသဖြင့်မိဖုရားကောင်းကြီးဝေါ်မန်လူစားတိလိုက်သည်လူစားကပရင်းပေါက်မှတစ်ဆင့်ကြည့်နေစဉ်နားလဲကပါလိုင်ငယ်၏အဲ့တော့ဘာတူလဲလူစားမိဖုရားကောင်းကြီးပေါ့ဒီနားမှာသူ့ဘေးဗညာတလအမတ်ကြီးရှိတယ်သူကိုယ်တိုင်ကြွလာတယ်ဆိုတော့ဘာတွေဖြစ်ကြပြီလဲမသိဘူးနင်းနဲ့မိဖုရားကောင်းကြီးနဲ့ရင်းနေတာလားကျမညီမလေးလိုပါပဲနားလဲငါတွေ့ဘူးကျင်လိုက်တာမိဖုရားဆိုတာဘယ်လိုမျိုးလဲတခါမှမမြင်ဘူးညနေကျရင်သူ့အဖေအမတ်ကြီးကဘိုးသူရင်စောတဲ့တဝင်လာကိစ္စဆွေးနွေးလိမ့်မယ်ကျမတို့ကဘရန်နီလေးယူပြီးမိဖုရားကောင်ကြီးစီတွားကြတာဟောသူ့တခါလာရင်မိုးချုံမှာနန်းတော်ကိုပြန်လာပါအချိန်ရပါတယ်ထိုစဉ်အိမ်အတွင်းဘက်စီမှတခစ်ရဲသံများကြားလိုက်ရသည်ငလေနှင့်မဲဘူးတို့ထံမှရဲသံများအခန်းရှိစက်ရ